ကျွန်တော်တို့မလေးရှားဗီဇာလျှောက်ဖို့အတွက် background ဖြူနဲ့ passport ဓာတ်ပုံတစ်ခုကိုကျွန်တော်တို့အလွယ်တကူလုပ်ဖို့အတွက်ပေါ့နော်တခါတည်းကျရင်ကိုကဒီဖုန်းနဲ့ပဲအိမ်မှာ background ဖြူရိုက်ဖို့အတွက်ကို background ဖြူမရှိတာတော့နောက်တစ်ခါကိုမှရိုက်ထားပြီးသား passport ပုံမှာ background ဖြူမရှိတဲ့ဟာမျိုးတွေကြုံခဲ့တယ်ဆိုရင်ကျွန်တော်တို့ဆိုင်မှာတွဲရိုက်ဆရာမလို့ပဲနဲ့ရှိတဲ့ဓာတ်ပုံကိုပဲ background ဖြူအနေနဲ့လုပ်လို့ဖုန်းလေးနဲ့ပဲလုပ်လို့ရတဲ့နည်းလမ်းပေါ့နော်နောက်ပိုင်း model ဖုန်းတော်တော်များများမှာတော့လုပ်လို့ရမယ်လို့ထင်ပါတယ်ကျွန်တော်တို့အခုဒီဓာတ်ပုံလေးဆိုရင်ကျွန်တော်တို့ background အမဲပေါ့နော်အဲဒီတော့ဒီဓာတ်ပုံလေးကျွန်တော်တို့ဖိထားလိုက်မယ်ဒီလိုလေးဖိထားလိုက်မယ်ဆိုဓာတ်ပုံလေးတစ်ခုတည်းကိုပဲသူကဒီဓာတ်ပုံတစ်ခုတည်းပဲကွက်ပြီးတော့သူကဒီ copy ယူလိုက်ပြီနော်copy ယူပြီးမှကျွန်တော် copy ယူမယ်ယူပြီးမှကျွန်တော်တို့လွယ်လွယ်ကူကူပဲကျွန်တော်တို့ note ထဲမှာပေါ့နော် note ထဲမှာသွားပြီးတော့ကျွန်တော်တို့ဒီမှာ၄-၅ချက်လောက် under ခောက်ပြီးတော့ဒီမှာ page လောက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့background ဖြူနဲ့တပ်ပုံလေးရပါပြီအဲ့ဒါလေးကြာမှကျွန်တော်တို့ဒီမှာ access လေးပြန်ရိုက်လိုက်မယ် access လေးပြန်ရိုက်ပြီးသူကမလေးရှားဗီဇာအတွက်ကိုကျွန်တော်တို့ကမျက်နှာဦးစားပေးဒီနေထားလောက်လေးဆိုအဆင်ပြေပြီဒီနေထားလောက်လေးဆိုကျွန်တော်တို့အဆင်ပြေသူကအဓိကမျက်နှာကိုပဲရှင်းရှင်းလေးနဲ့သူကလောက်တာအဲ့လောက်ဆိုရင်ကျွန်တော်အဆင်ပြေပါပြီဒါဆိုရင်ကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့စေးလိုက်မယ်ဆိုကျွန်တော်တို့ဒါဒီတိုင်းလုပ်ပြီးတော့မလေးရှားဗီဇာကိုကျွန်တော်6တာ approve ဖြစ်ပါတယ်လုပ်ကြည့်ပြီးပါပြီကျွန်တော်6ကြည့်ပြီးပါပြီ approve ဖြစ်ပါတယ်အဲဒီတော့ဒီမှာဒါသူစေးတာပြီးသားတပ်ပုံလေးဆိုရင်ဒီနေထားလောက်လေးဆိုရင်ကျွန်တော်တို့ဗီဇာအတွက်ဗီဇာလျှောက်ဖို့အတွက်ကိုအသုံးပြုလို့ရပါပြီအဆင်ပြေပါစေ